ကဲ brother တော့အားလုံးပဲမင်္ဂလာပါเนาะ brother အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့ကတော့ဒီအရင်တစ်ခါတော့ပေါ့เนาะကျွန်တော်ဗီဒီယိုတင်ပေးခဲ့ဘူးလေပေါ့เนาะအရင်တစ်ပတ်လောက်တော့ပေါ့เนาะကျွန်တော်9ရက်လောက်ပဲရှိအောင်ပဲတင်တယ်ဗီဒီယိုတင်ပေးခဲ့ဘူးလေပေါ့เนาะအဲ mining လေးအကြောင်းလေးကိုကျွန်တော်ကပြောပြပေးမယ်အဲ mining လေးကကျတော့ကျွန်တော်ဒီADF for free USDT လို့ခေါ်တယ်ပေါ့เนาะဟုတ်လားတော့မသိကျွန်တော်လည်းနည်းနည်းတော့မေ့သွားပြီအဲကောင်လေးကကျွန်တော်တို့ဒီ mining ကကျွန်တော်မနေ့တုန်းကအဲ့တော့ပေးသွားပြီပေါ့เนาะဒီကနေ့ညပေါ့เนาะခုကျွန်တော်တို့ဒီ12နာရီမထိုးခင်သူပြောတဲ့အတိုင်းပဲကျွန်တော်တို့အဲ့တော့ပေးသားရှယ်စီပေးသွားရထင်တယ်ပေါ့နော်ကျွန်တော်စီတော့အဲ့တော့ရောက်လာတယ်ကျွန်တော်ကအစတုန်းကပေါ့နော်ဒီကောင်စကန်ထင်ပြီးမှပေါ့နော်တိတ်ပြီးမလုံးလိုက်ပေါ့နော်ကျွန်တော်တဝက်လောက်ပဲလုံးလိုက်တယ်အဲ့ဒါကိုသူကကျွန်တော်တို့ဒီအဲ့တော့ပေးသွားတော့ခါကြတော့ကျွန်တော်ကို0.01 USDT ပေးသွားရပေါ့နော်ဒီမှာကျွန်တော် channel မှာတင်ပေးထားတယ်ပေါ့နော်ကျွန်တော် channel မှာတင်ပြပေးထားတယ်တင်ပေးထားရပေါ့နော်ကျွန်တော်0.01သူကပေးသွားတယ်ပေါ့နော်ဒီမှာကြည့်လိုက်ရင်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ဒီမှာက BNB wallet address ကိုကျွန်တော်ကဒီပုံတွေပို့ပြီးသွားပြီသူပြောတဲ့အတိုင်းပို့ပြီးသွားပြီဆိုတော့ကျွန်တော် wallet address ကိုကျွန်တော်ပို့ထားရပါတော့ wallet address ကကြတော့သူက website မှာကျွန်တော်တို့ဒီသူ့ရဲ့ website မှာကျွန်တော်တို့ပေါ့နော်တင်ထားတာကဒီပေါ့နော် BNB wallet address ကိုပဲသူကပေးဖို့တောင်းဆိုထားရပါတော့ဘာဖြစ်လို့လဲဆိုတော့သူတို့ကတဲ့ဒီပေါ့နော်ဒီfee လည်းမပေးရအောင်လို့မို့ပေါ့နော် fee လည်းမပေးရအောင်လို့မို့သူကဒီ BNB wallet address ကိုသူကယူထားခြင်းဖြစ်တယ်ပေါ့နော်ဟုတ်တယ်ကျွန်တော်တို့ဒီပေါ့နော်ဒီမှာသူကကျွန်တော်0.01 USDT ပေးတာကိုကျွန်တော်တို့ဒီမှာပေါ့နော်သူကအတိအကျကျွန်တော်တို့ပေးတယ်ပေါ့နော်0.001 02 BNB coin ပြီးတယ်ပေါ့နော်အဲ့ဒါကသူကကျွန်တော်တို့တွက်ကြည့်ပြီးသွားပြီဒီ0.01သူရဲ့ error USDT နဲ့သူညီမျှရပေါ့နော်အဲ့ဟာကိုသူအတိအကျပေးသွားတယ်အဲ့တော့ကျွန်တော်တို့ဒီကောင်လေးကကျတော့အဆင်ပြေတယ်ပေါ့နော်ကျွန်တော်တို့ဒီတိတ်ပြီးထူးထူးလေးလုံးစရာတော့မရှိဘူးလုံးတဲ့ထဲမှာတော့ပါတယ်โอเคအဲ့တော့ကျွန်တော်တို့ဒီမှာကကျွန်တော်ကဒီဘက်ကငွေသူတို့လွှဲပေးတာဒီဘက်ကတပုံရယူထားတာပဲပြပေးနိုင်တော့တယ်ပေါ့နော်ဟုတ်လို့ဆိုတော့ကျွန်တော်တို့ဒီမှာပေါ့နော်သူကကျွန်တော်တို့ဒီငွေထုတ်တဲ့နေရာမှာသူအကုန်ဖြတ်သွားတယ်ပေါ့နော်ဒီမှာကျွန်တော် clear data လုတ်သွားတယ်အဲ့တော့ကျွန်တော်ကပြပေးလို့ကမရတော့ဘူးเนาะသူကအသစ်ဖြစ်သွားပြီပြောချင်တဲ့ဒိတ်ပဲကတော့ကျွန်တော်တို့ဒီဘက်ကဥစ္စာကိုသူကလုံးဝဖြတ်ပြမယ်ပေါ့နော်နောက်ဥစ္စာအသစ်လာမယ်ပေါ့နော်အကုန်လုံးအသစ်တီပဲပြန်လာမယ်လို့သူကပြောလုတ်ချင်တဲ့အထိတ်ပဲပေါ့နော်သူရဲ့လုတ်ချင်တဲ့အထိတ်ပဲကတော့ website မှာလည်းအဲ့လိုပဲပြောထားရပါတော့အဲ့တော့ဒီမှာကကျွန်တော်တို့တွေကိုဒီမှာ1:51တော့ကျွန်တော်စီကိုဒီမှာ message ပို့ထားရပါတော့start the mining for again ဆိုပြီးသူပြောထားရပါတော့ဒီကောင်ကသူကဘာပြောချင်တာလဲဆိုတော့ဒီ mining ကကျွန်တော်တို့ဒီပြန်လဲစတင်ပြီလို့သူကပြောချင်တဲ့အဓိပ္ပာယ်ပေါ့နော်start ပြီးတော့စပြီလို့သူကပြောတယ်ပေါ့နော်ဒီအောက်မှာသူကရေးပေးထားတာနောက်တစ်ခုကplease clear the mining box and register if ပေါ့နော်သူကဘာပြောချင်တာလဲဆိုရင်ကျွန်တော်တို့တွေပေါ့နော်ဒီ mining ကိုဒီ mining bot ပေါ့နော်ခုနကျွန်တော်တို့ဒီ mining bot ကိုသူက clear data လောက်ခိုင်းတာပေါ့နော် clear data လောက်ခိုင်းတဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်လုတ်ကြည့်လိုက်တယ်လုတ်ကြည့်လိုက်တော့သူကပုံစံအသစ်တွေ link အသစ်တွေဖြစ်သွားတာပေါ့နော်ပုံစံအသစ်တွေပြောင်းသွားတယ်โอเคအဲ့တော့ကျွန်တော်ဒီမှာမြားလေးနဲ့ကျွန်တော်ပြန်ထွက်လိုက်မယ်ပေါ့နော်ကျွန်တော်အဲ့ဒါဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်ချက်ပြောပြပေးမယ် mining နဲ့ဝင်လိုက်မယ်ဒီမှာပြောစရာတစ်ခုရှိတာကသူကကျွန်တော် ETF for free USD မဟုတ်တော့ဘူးပေါ့နော်သူက name နဲ့ logo ပါပုံမှာသူချိန်သွားတာပေါ့နော်ဒီမှာကသူကlink for free USDT ဆိုပြီးတော့မှဒီမှာပေါ့နော်ကျွန်တော်ဒီမှာ mining link for free USDT ဆို season 1နောက်မှာသူက A လေးပါသေးပေါ့နော်အဲ့ဒါကသူကဘာပြောချင်တာလဲဆိုတော့ကျွန်တော်ဒီ mining website မှာကျွန်တော်တွားကြည့်ပြီးသွားပြီပေါ့နော် Google ကနေကျွန်တော်တွားကြည့်ပြီးသွားပြီသူ့ရဲ့ website ကိုတွားကြည့်တဲ့အချိန်မှာသူကဒီကောင်ရဲ့ဒီဥစ္စာလေးပြ season 1ဆိုတာကသူကဒီအစီအစဉ်မှာ A ကကြတော့သူကဒီတပတ်ပေါ့နော်ဒီတပတ်ပြန်သူက ABCD ဆိုပြီးသူမဟုတ်အပတ်တိုင်းသူကချိန်သွားမယ်ပေါ့နော် ABCD E ထိလာမယ်သူရှိတယ်လို့ပြောရထင်တယ်ပေါ့နော်ကျွန်တော်လည်းအဲ့လောက်ကြီးမှတ်မထားလိုက်ရဘူးသူရဲ့ Google website မှာတော့သူအဲ့လိုပြောထားတယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ကသူခုနပြောတဲ့ clear data လောက်ခိုင်းတာကဘယ်လိုလုပ်ရမှာလဲဆိုရင်ကျွန်တော်တို့တွေကတော့ဒီအဆက်ကလေး30ကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ clear history ဆိုတာလေးရှိရပေါ့နော် clear history ဆိုတာလေးကိုကျွန်တော်တို့ကဒီနှိပ်ပေးလိုက်မယ်နှိပ်ပြီးတော့ရင်ကျွန်တော်တို့ကအမှန်delete ချင်မယ် delete လုပ်လိုက်ရင်သူကလုံးဝကို clear data ဖြစ်သွားမယ်ပေါ့နော် history clear ဆိုသူဒီမှာလုပ်နေပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ကသူကလုံးဝကိုသူကပြောင်းလဲသွားတာလေးတခုရှိတယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်ပြပေးမယ်ဒီမှာ start ကိုကျွန်တော်တို့နှိပ်လိုက်မယ် clear data လုပ်ပြီးသွားရင် okay start ကိုနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာ
သူကဒီမှာကျွန်တော်တို့ normal link 2ဆိုပြီးသူနည်းနည်းလေးပို့လာရပါတော့ပြီးတော့သူကဒီတစ်ခေါက်ကသူကတော်တော်လေးကောင်းနေကျွန်တော်တို့ဒီအကုန်လုံးလုပ်ရင်တော်တော်လေးကို USDT ကျွန်တော်တော်တော်လေးရရပါတော့ဘာလို့လဲဆိုကျွန်တော်ဒီမှာကကျွန်တော်တို့ဒီပေါ့နော်ဒီမှာအရင်တစ်ခေါက်ဒီမှာကျွန်တော်မဖြတ်ရသေးတဲ့ဥစ္စာရှိရပါတော့အရင် link ပေါ့နော်ပြောချင်တာကအရင် link ကသူကဒီမှာပေါ့နော်ဒီလိုတွေရှိရပေါ့နော်ဒီမှာ start rule တွေပါညာနဲ့ normal link နဲ့ special link စလို့ပေါင်းကျွန်တော်တို့ 0.02 USD ပဲရတယ်ပေါ့နော် USDT ပဲရတယ်ဒီမှာတော့သူကတော်တော်လေးကောင်းသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဒီကောက် mining အကြောင်းလေးကျွန်တော်ထပ်ရှင်းပြပေးမယ်ပေါ့နော်အတူကြုံလေးအနေနဲ့ start rule ကိုနှိပ်လိုက်ရင်တော့ဒါသူက link ကဒီကောင်ကကျတော့သူကစီကံချက်တွေကပုံမှန်ပဲသွားတော့မဖတ်နဲ့ပေါ့နော်သွားဖတ်ရင်တော့ယူသွားမယ်ပေါ့နော် okay notic ကကျတော့လေသူက notic ကလည်းတူတူ notic ကလည်းတူတူပဲသူကဒီအရင်အပတ်တုန်းကအတိုင်းပဲပေါ့နော်သွားမဖတ်နဲ့ခုနကျွန်တော်ပြောသလိုယူသွားလိမ့်မယ်ပေါ့နော်မဖတ်နဲ့ဒါကျွန်တော်အတူဆုံးအနေနဲ့ကျွန်တော်ရှင်းပြပေးမယ်ပေါ့နော်ဒီကောင်းတွေကိုဒီ normal link ကကျတော့သူကတချင်နေတဲ့ချိန်မှာသူက link ကသူကအရင်နဲ့တော့သူကနည်းနည်းလေးတော့ကွဲပြားသွားပြီပေါ့နော်ဒီမှာကွဲပြားသွားပြီဆိုတော့အရင်တော့သူ link ကြီးချပေးထားတယ်ပေါ့နော်ပြီးတော့သူက 0.01 ပဲပေါ့နော်ဒီမှာကျတော့သူက0.015 ဖြစ်သွားပြီပေါ့နော်ဒီ15ခုကိုသူကလုံမယ်ဆိုရင်0.015 USD ရမယ်ပေါ့နော်0.015 USD ရမယ်ပေါ့နော်သူကနည်းနည်းတော့တိုးသွားပြီပေါ့နော်အရင်တစ်ခေါက်တုန်းကသူကဒီ normal link ကကျတော့ဘယ်နှခုnormal link ကသူက15ခုပဲပေါ့နော်15ခုကိုသူက 0.01 ဖြစ်ပြီးတော့မှဒီတစ်ခေါက်ကသူက 0.015 သူကပေးတယ်ပေါ့နော်15ခုကိုဒါကသူကတော့ဘယ်လိုလဲတော့မသိဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဒီ normal link ပြီးသွားပြီဆိုရင်ဒီဘက်က normal link 2လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပေါ့နော် normal link 2လေးကိုနှိပ်လိုက်တဲ့ချိန်မှာလဲသူကဒီနောက်ထပ် link ထပ်ပေးထားတာပေါ့နော်ဒါကလည်းသူက15ခုပဲပေါ့နော် link 15ခုပေးထားတာကို 0.015 သူကပြန်0.015 သူပေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီကောင်နဲ့တင်ကိုအရင်တစ်ခေါက်တုန်းကထပ်ကိုပို့ပြီးတော့မိုက်နေပေါ့နော် normal link နဲ့တင်ကို0.015 ဆိုတော့0.03 တောင်ရတာအိုးမိုက်တာပေါ့ normal link နဲ့12နဲ့တင်ကိုကျွန်တော်တို့ကဒီ 0.03 ဆိုတော့တစ်ပတ်ကို 0.03 USD ဆိုတော့တော်တော်လေးမဆိုးလို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ special link လေးကိုတစ်ချက်ဆက်သွားမယ်ပေါ့နော် special link ကတော့သူကဒီမှာရင်းတစ်ခေါက်တော့ကျွန်တော် special link အဲ့လောက်မပါဘူးထင်တယ်နော် special link 5ခုတည်းကို 0.01 ပေးတာ okay ဒီတစ်ခေါက်က 0.015 ပေါ့နော်0.015 သူကပေးတာကို special link က15ခုတောင်ဖြစ်သွားရပေါ့နော်15ခုဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့ကဒီ special link ကတော့တိတ်တော့အဆင်ပြေလို့ထင်တယ်ဒါပေမဲ့အားရင်တော့ကျွန်တော်လုပ်ထားပါတော့စုပေါင်းသူဘယ်လောက်ပေးလဲဆိုရင်ကြီးရဆက်ကကျွန်တော်တို့ဒီကောင်တွေရဲ့ဒီအပေါင်းကိုစုပေါင်းကိုဒီအကုန်လုံးစုပေါင်းကိုသူက 0.01515 ဆိုတော့ကျွန်တော်တို့ဒီကောင်ကအပေါ်က 0.03 ပေါ့နော် 0.03 ရဲ့ 0.45 USD ဆိုတစ်ပတ်ကို0.04 USD 45 USD ဆိုတော့မဆိုးလို့ကျွန်တော်ပြောလို့ရပါတော့ဒါမိုက်တယ်လို့ပြောလို့ရဒီတစ်ပတ်ဆိုတော့ကျွန်တော်တို့တခြား mining တွေဆိုင်ဒီကောင်လေးအဆင်ပြေတယ်ပေါ့နော်စကန်မဟုတ်တာလည်းစကန်လည်းမဟုတ်ဘူးဆိုတော့ပေါ့နော်ကျွန်တော်တို့ဒီမှာဆိုလဲကျွန်တော် error ပေးသွားဆိုတော့ကျွန်တော်ဒီမှာ link လေးနဲ့တင်ပေးထားတယ်ဒီလိုမှမဟုတ်ဘဲနဲ့အရှိမလောက်ထားတဲ့သူတွေerror ဘယ်လောက်ရလဲဆိုတာကိုလည်းကိုမမရေးသွားလဲရတယ်ပေါ့နော်ကိုမမရေးသွားခဲ့ကြပါဦး okay အဲ့တော့ကျွန်တော်တို့တွေကဒီမှာ total clash USDT တွေပါတယ်ဒီမှာ link လေးကျွန်တော်နှိပ်မယ်ပေါ့နော်နှိပ်မယ်ဆိုတော့ဒီအောက်ကတခြားဟာလေးကိုကျွန်တော်ဆက်သွားကြည့်မယ် withdraw for ကကျွန်တော် okay withdraw for error ကလည်းပုံမှန်ပါပဲပေါ့နော်အရင်တစ်ခေါက်တော့ဒီတိုင်းပဲပေါ့နော် withdraw လုပ်ချင်ဒီ address account ကိုဒီ account ကိုသူကသွားရမယ်ပေါ့နော်ဒီ account ကိုသူသွားရမယ်လို့ညွှန်ထားတယ် okay refer link ကကြတော့လေဒီတခြားသူ share ဒီ link ပဲအရင်တစ်ခေါက်တော့ပုံမှန်တိုင်းပဲဒီ how to set a or screenshot ကျွန်တော်ပို့ရမယ့်ဥစ္စာတွေပေါ့နော်ပို့ရမယ့်ဥစ္စာတွေကကျွန်တော်တို့ဒီတစ်ခေါက်တော့တော်တော်လေးတော့မိုက်သွားပြီတော်တော်ဒီ3ရပုံ3နည်းကိုကျွန်တော်3ပုံ3နည်းပေါ့နော်ပို့ပုံပို့နည်းကိုလည်းသူကလွယ်အောင်သူကပြပေးထားတာပေါ့နော်ဒီမှာဆိုရင်သူကဒီမှာ normal link လို့တော့ပါတယ်ပေါ့နော်ဒီမှာကျွန်တော်ခုနကတော့တစ်ချက်ဝင်ကြည့်သွားတယ်ဒီပုံစံတိုင်းပဲပေါ့နော် normal link ကကြတော့ကျွန်တော်တို့ဒီပထမအဦးဆုံးဝင်လိုက်ပြီ normal link ကိုနှိပ်လိုက်ပြီဆိုရင်သူကဒီပထမအဦးဆုံးဒီအပေါ်လေးပိုင်းဒီအပိုင်းလေးရောက်လာမယ်ပေါ့နော်ဒီပိုင်းလေးကနေဒီလိုလေးစက္ကန့်လေးတော့သူစောင့်ပေးရတာပေါ့နော်စောင့်ပြီးတော့ရင်ကျွန်တော်တို့ဒီနားလေးမှာသူပြထားတဲ့ဥစ္စာတော့မဟုတ်ဘူးကျွန်တော်တို့ country ရမလို့လားတော့မသိဘူးပေါ့နော်ဒီကြားထဲမှာကျွန်တော်တဆင့်ကြံနေရပေါ့နော်တဆင့်ကကျွန်တော်သူကဘာလဲမသိဘူးပေါ့နော်ကျွန်တော် Google website တစ်ခုကိုရောက်သွားတယ်ပေါ့နော်
အဲ့မှာကျွန်တော်တို့ပြန်အဲ့ဘာမှတော့လုပ်ဆရာမလို့ကျွန်တော် bus နဲ့ပြန်ထွက်လိုက်ပေါ့နော်အဲ့ကိုမများ bus ပြန်ထွက်လိုက်ပေါ့နော်ထွက်ပြီးသွားရင်ကျွန်တော်တို့ကဒီ cat link ကိုပြန်နှိပ်လိုက်လို့ရှိရင်ဒီ YouTube တို့သူပေးထားတဲ့ link ပေါ့နော်ဒီမှာသူပြတာ link ကိုကျွန်တော်ရောက်သွားမယ်ပေါ့နော်အဲ့ဒါကိုလည်းကျွန်တော်လုပ်ပြပေးမယ်ပေါ့နော် okay ဒီမှာဒီမှာ normal link ကိုကျွန်တော်တစ်ချက်နှိပ်လိုက်Okay ဒါကကျွန်တော် VPN ခံပါတော့ okay ပါထားရတော့ကျွန်တော် VPN တော့မခံတော့ပါဘူးပေါ့နော်သူပြောတဲ့အတိုင်းဆိုတော့ကျွန်တော်တို့ဒီလွယ်ကူမယ်ပေါ့နော်ရိုးရှင်းမယ်ဒီတိုင်းလေးပဲကျွန်တော်လုပ်ကြည့်ပါတော့ဒီမှာတော့ကျွန်တော်တတိပေးတာရှိတာကကျွန်တော်ခုနလုတ်ကြည့်ပြီးသွားပြီဒီမှာကျွန်တော်ခု VPN ပြန်ပြုတ်သွားလို့ပေါ့နော်ခုနလုတ်ကြည့်ပြီးသွားပြီဒီကြားထဲမှာပေါ့နော်ဒီကြားလေးထဲမှာဒီမှာကျွန်တော်ပြောချင်တာကဒီ YouTube နဲ့ဒီနှစ်ခုကြားလေးထဲမှာပေါ့နော်ကျွန်တော်တို့ဒီတနေ့တစ်ခုချန်နေရပေါ့နော်သူကဒီကျွန်တော်တို့ဒီဘာလဲမသိဘူးဗျာကျွန်တော်မပြောတတ်လို့ Google website တစ်ခု Google တစ်ခုကိုရောက်သွားရပေါ့နော်အဲ့မှာသူကဘာကြီးညာရလားကြီးညာရတော့မဟုတ်ပေါ့နော်သူ plus ဘာလဲမသိပါဘူးဗျာကျွန်တော်လည်းမပြောတော့အဲ့ဟာကိုကျွန်တော်တို့ bus နဲ့ပြန်ထွက်လိုက်ပေါ့နော်ဒီလိုမြားလေးနဲ့ကျွန်တော်တို့ဒီ home page ကမြားလေးနဲ့ပြန်ထွက်ရင်လည်းထွက်ဒါမှမဟုတ်ကျွန်တော်တို့ဒီvan နဲ့ပြန်ထွက်ပြီးတော့မှကျွန်တော်တို့ဒီ gas link ကိုပြန်နှိပ်လိုက်လို့ရှိရင်သူကဒီ YouTube စီကိုရောက်သွားပါတော့ကျွန်တော်ဒီနားလေးကိုနည်းနည်းလေးလဲသွားသေးရပေါ့နော်ဟုတ်ရတော့ကျွန်တော်ဒီမှာက special link ကကြတော့လေသူကspecial link ကလည်းကျွန်တော်အဆင်ပြေတယ်ကျွန်တော်ဒီမှာspecial link တော့ကျွန်တော်မလုပ်ရသေးဘူးပေါ့နော် special link ကတော့ကျွန်တော်မလုပ်ရသေးဘူးဒီမှာသူပြထားတဲ့အတိုင်းဆိုရင်တော့ကျွန်တော်ဒီပေါ့နော်ပထမဆုံးဒီမှာကဒီ verification လုပ်ရမယ်ပြီးကြရင်ဒီ click လုပ်ရမယ်ပေါ့နော်click here to verify ပေါ့နော်ဒီမှာဒုတိယအလုပ်ပြီးသွားရင်ဒီမှာသူများပြတဲ့အတိုင်းအောက်မှာသူကဒီမှာဆိုရင်သူက3ခုပေါ့နော်ဒီမှာ3ခုသူကလောက်ခိုင်းနေဒီမှာ3ဆိုဒီမှာ3ခုကျွန်တော်တို့အဲ့ကောင်လေးကိုကျွန်တော်တို့ဒီ gas လောက်ပြီးတော့မှဒီမှာ second သူကစောင့်ရတယ်เนาะဒီ second လေးစောင့်ရတယ်ထင်တယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ second စောင့်ရတယ်စောင့်ပြီးသွားရင်ကျွန်တော်တို့ကဒီအရင်တစ်ခေါက်တုန်းကတော့ကျွန်တော်တို့ဒီလိုပဲပုံစံတိုင်းပဲအရင်တစ်ခေါက်တုန်းက special link နဲ့သူကတူတူပဲပေါ့နော်ကျွန်တော်ဒီ3ခုလုံးကျွန်တော်တို့လုပ်ပြီးသွားပြီ second ဆောက်ပြီးသွားပြီဆိုကျွန်တော်အရင်တစ်ခေါက်တုန်းကကျွန်တော်တို့ဒီအရင်ပတ်တုန်းကကျွန်တော်လုပ်တာဒီအောက်ကိုဆွဲလိုက်ရင်ဒီ continue ဆိုတာလေးပေါ်လာတယ်ပေါ့နော် continue လို့ပေါ်လာရင်ကျွန်တော်တို့ကဒီဘာလဲမသိဘူးနောက်တစ်ခုထပ်ပေါ်လာပါအကောင့်ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီလို website လေးဒီတိုင်းလေးရောက်လာမယ်ပေါ့နော်အဲဒါဆိုရင်ကျွန်တော်တို့ဒီအပေါ်ဖြစ်အောက်ဖြစ်ကျွန်တော်နှိပ်လိုက်ပေါ့နော်နှိပ်လိုက်ရင်သူကဒီမှာ second တစ်ခုထပ်ဆောင်ရပြန်တယ်ပေါ့နော်စက္ကန့်တော့အများကြီးမဟုတ်5စက္ကန့်လောက်ပဲပေါ့နော်ဒီကောင်လေးပဲနည်းနည်းလေးကြာရပေါ့ဒီကောင်လေး15စက္ကန့်လောက်ဆောင်ဒီကောင်လေးကတော့5စက္ကန့်လောက်ပဲဆောင်ရတယ်ပြီးကျရင် cat link ကိုနှိပ်တာနဲ့ဟုတ်တယ်ကျွန်တော်သူ share ထားတဲ့ link ပေါ့ကျွန်တော်ရောက်သွားပါတော့ YouTube တို့မဟုတ်အဲ့လိုမျိုးရောက်သွားတယ်ပေါ့နော်ဒါကျွန်တော်အရင်တစ်ခေါက်တုန်းက special link ကိုနှိပ်တုန်းကပေါ့နော်အဲ့လိုမျိုးဖြစ်တာကတော့ကျွန်တော်မှတ်မိသေးရပေါ့နော်အဲ့တော့ကျွန်တော်တို့ကစုစုပေါင်းကဒီကောင်ဘယ်လောက်ရမလဲဆိုရင်ကျွန်တော်တို့က0.0 ဒီ0.45လောက်တော့ရမယ်ပေါ့နော်0.045လောက်ရမယ်မစိုးဘူးပေါ့နော်ကျွန်တော်တစ်ပတ်ကိုပေါ့နော်ဒီတစ်ခေါက်ကတော့ကျွန်တော်လေးတော်တော်လေးကိုလမ်းတယ်လို့ပြောတင်တယ်ဒီစော့ထားတဲ့နေပေါ့နော်9ရက်ဆိုတဲ့ပမာဏကလည်းဘာမှကြာတာတော့မဟုတ်ဘူးပေါ့နော်ဒီမှာကျွန်တော်တို့ဒီမှာလုတ်ပြီးသွားပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာကျွန်တော်ပုံနေပေါ့နော်ပုံနေကိုကျွန်တော်တို့ကဒီမှာပို့ပေးမယ်ပေါ့နော်သူကလည်းပို့ပေးရတာလည်းခုနကကျွန်တော်တို့တွေလုတ်လို့မျိုးပဲပေါ့နော်ဒီပုံစံတိုင်းပဲသူကပို့ပေးရတယ်ဒါပေါ့နော်ကျွန်တော် normal link ဆိုရင်လည်းသူက normal link ဆိုလို့ရှိရင်လည်းဒီတဆင်းပို့ပေးရမယ်ဒီတဆင်းပို့ပေးရမယ်ဒီ YouTube ထဲကိုရောက်သွားတဲ့တဆင်းပို့ပေးရမယ်နော်ဒီကောင်ကတော့ကျွန်တော်တို့30နယ်ပဲပေါ့နော်30နယ်ပဲကျွန်တော်ပို့ရမယ်တဆင်း2ဆင်း30ပေါ့နော်ကျွန်တော်ဒီကောင်ကတော့ကျွန်တော်30နယ်ပဲပို့ပေးရမယ်အဲ့တော့ကျွန်တော်30နယ်ပဲပို့ပေးရမယ်ပေါ့နော်ဟိုကောင်ကတော့ကျွန်တော်တို့တွေကကျွန်တော်ကတော့အရင်တစ်ခေါက်တုန်းကလည်းကျွန်တော်30နယ်ပဲပို့ပေးရပေါ့နော်ဒီ special link ကိုလည်းပေါ့နော်ကျွန်တော်ဘယ်နားမှာပို့ပေးလဲဆိုရင်ဒီ verify နေရတော့ကျွန်တော်ပို့မပေးဘူးပေါ့နော်ဒီကောင်လေးပေါ့နော်ဒီတစ်ဆင့်ကိုကျွန်တော်ပို့ပေးတယ်ပြီးကြရင်ကျွန်တော်တို့ဒီတစ်ဆင့်ကိုပို့ပေးတယ်ပေါ့နော်ဒီတစ်ဆင့်ကိုပို့ပြီးသွားရင်ကျွန်တော်တို့ကဒီ continue ကိုဒီကောင်တော့ကျွန်တော်ခြံထားလိုက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ချို့နေရာတွေမှာတော့ကျွန်တော်ဒီကောင်ပို့ပေးရပေါ့နော်တချို့နေရာကျွန်တော်၄ခုပို့ပေးရပြန်ဒီဟာလေးပို့ပေးရပေါ့နော်ဒီဟာပို့ပေးတယ်ဒီဟာပို့ပေးတယ်ကျွန်တော်အဓိကပို့ပေးတာကတော့ကျွန်တော်တို့ဒီပေါ့နော်ဒီမှာပြပေးမယ်browser အနည်းဆုံးကျွန်တော်ပို့ချင်တယ်ဆိုလို့ရှိရင်၄ခုလောက်ပို့ထားတာအဆင်ပြေပေါ့နော်ကျွန်တော်ဒီကောင်လေးပို့ပေးလိုက်မယ်ဒီ3ခုကိုပို့ဒီကောင်တစ်ခုရယ်ကျွန်တော်တို့တွေကဒီကောင်တစ်ခုရယ်ပေါ့နော်ဒါလေးရယ်ပေါ့နော်ဒီ YouTube လေးရယ်ပို့ပေးပေါ့နော်အဲ့ဆိုတော့ကျွန်တော်တို့ကဒီအဆင်ပြေပေါ့နော်သူကအဓိကကျွန်တော်တို့စစ်ရင်တော့ကျွန်တော်တို့ဒီကောင်လေးလောက်ပဲဆိုကျွန်တော်တို့ဒီအဓိကတားရထားအဆင်ပဲလို့ထင်တာပဲပေါ့နော်ဘာလို့လဲဆိုတော့ဒီ share ဟာတွေကဒီကောင်ရောက်ဖို့ဒီ share အဆင့်တွေကြော်ပြရမှာပဲလေအဲ့တော့ကျွန်တော်ဒီကောင်လေးကိုတော့ကျွန်တော်မပါမဖြစ်
ပါတဲ့အနေထားမှာသူရှိရပေါ့နော်ဒီကောင်လေးကိုမပါမရှိပါရမယ်ပေါ့နော်အဲ့ပြီးတော့ကျွန်တော် YouTube ကိုပို့ပေးလိုက် YouTube ဗီဒီယိုပေါ့နော်ဥပမာကျွန်တော်ရောက်သွားတဲ့နေရာပေါ့နော်အဲ့ဟာကိုကျွန်တော် screenshot ရိုက်ပြီးတော့သူ့ကိုပို့ပေးလိုက်ရုံပဲပေါ့နော်3-4ခုလောက်တော့ပို့ထားတင်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဗီဒီယိုလေးရတယ်လောက်ပါပေါ့နော်ဗီဒီယိုကိုစုံလင်ကြည့်ပဲ brother အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်နော်comment မှာလည်းချရေးပါအောင်နော်ကျွန်တော်အဲ့တော့ဘယ်လောက်ရလဲဆိုတာကိုလည်း bye bye